ကိုတင်ကိုကောင်းပါတယ်နော်ကဲကိုမင်းသားကြီးရဲ့900တသိန်းစားပစ်တွေကတော့ဒါတစ်ချက်ငှားရင်တော့တက်ခိုက်သွားမှာပဲဖြစ်ပါတယ်ဗျာနော်ရှော့တက်လို့တော့မရဘူးဗျာနော်တော်ကီကတော့ညီလေးစော်ကြီးတော့မလောက်ပါဘူးနော်ပူရတယ်မီကိုဂျုံကြီးရှိမှာအောင်ရဲ့မိမမာယာတဲကိုကြစားပစ်တွေကလည်းချုံလိုက်တုတ်လိုက်ဒါပြင်းလိုက်ပြောလိုက်နေပဲပေါက်နေခဲ့တယ်ဗျာနော်ကဲအောင်စားပစ်ပါအောင်ထထူတာလေကိုဂျုံကြီးခေါင်းလေးနဲ့မှားတယ်ချီပွန်လေးနဲ့ထောင်ပေးတာလေကိုမင်းသားကြီးကန်ခွဲတယ်မရဟုတ်ပါလေအောင်ဆိုတော့မဟုတ်ကျွန်တော်ရှိလာအောင်မယ်ကြာနော်ဟုတ်ပါဘူးအမှန်ကတော့အိတ်တွဲပါကြာနော်အိတ်တွဲမှာကြိတ်ခွဲနေတဲ့ကစားသမားတယောက်ကတော့ကိုမင်းသားကြီးနဲ့အောင်ပဲဖြစ်ပါတယ်ကြာနော်နေရာမှာမတူညီတာလေးတွေကတော့တယောက်ကတော့ပါဝါတယောက်ကတော့ချုပ်ကြည့်ပြီးတယောက်ကတော့ဖနက်ခလို့တယောက်ကချီတောင်လို့ပဲဖြစ်ပါတယ်အောင်ပါဝါခဲ့တယ်မိညာနော်ဟိုဂျုံကြီးမှာပေးထားတဲ့ကိုမင်းသားကြီးကဲအမကတော့9တွဲပါနဲ့နော်ကိုမင်းသားကြီးစားပေးကတော့အောင်ရှိမှာပေါက်သွားခဲ့တဲ့အတွက်အမကတော့9တွဲပါကဲကိုမင်းသားကြီးစားပေးထပ်ထိုးမယ်ဗျာနော်ကိုမင်းသားကြီးထိုးထားတဲ့လက်ပူလီပဲထုတ်ပေးထားတဲ့လုံးလေးမပေးထားတဲ့အောင်ကန်ခွဲတယ်မိကောင်းပါတယ်ဗျာနော်ဒီဘက်ကစားသမားတွေရဲ့ခရိုကန်ကြီးကတော့ဖက်နဲ့ချင်းဆောင်တဲ့ကွာမှုပဲရှိပြီးတော့စပီးထွက်နှုံတွေကတော့ဒါတကယ်ကိုကောင်းခဲ့တယ်ဗျာနော်တကယ်ကောင်းပါလေဘယ်မျိုးမှလဲကိုတဲ့မဟာချိုင်မှာညီလေးချင်းဘက်ကမကောင်းဘူးတော်ကြီးကကောင်းတာโอเคပါညီလေးနော်ကဲအောင်စားပေးပါအောင်ထပ်ပြုတ်ထားသမီးကိုဂျူကြီးချီခွေလေးနဲ့ပါပေးထားတယ်ကဲအမကတော့9တွဲပါတယ်နော်ကိုမင်းသားကြီးရဲ့မာယာတသိန်းစားပေးတယ်နော်ရမတဘက်ကိုရှာဝေသွားလားဆိုတော့ကျွန်တော်တို့ဆက်လိုက်ရင်ကုန်ကြမှာညာနော်ကိုမင်းသားစားပေးထိုးလာတယ်ကိုမင်းသားကြီးရဲ့ဖြုတ်ချင်းကတော့အလုတ်ချင်းလိုပဲညာနော်ဖိုက်တာပါတွေပြက်ကြပြီးမကြော်တော့ဘူးရှာဝေသွားမလားကျွန်တော်တို့ဆက်လိုက်ရင်ကုန်ကြမှာညာအပိုင်ပြီးတော့မထိုးရဘူးတဲ့ဒီလေးပိုင်နေဆိုတာဘာမှမရှိဘူးနော်ဝေးပါတယ်ညာနော်ကြာပါနော်ပိုင်နေဆိုတာဘာမှမရှိပါဘူးနော်ကိုရှိမှာဒါတို့ကလမ်းခွဲသွားကြသေးတယ်နော်ဒီခါကျဖြစ်တယ်နော်ဘယ်လိုဖြစ်တယ်နော်အပိုင်ကဘာမှမရှိအောင်ညီလေးနော်အေးရမနော်ဂရုံးလေးကတားလာတယ်ဂရုံးလေးမပေးတာတဲ့အော်ဘွားနဲ့ပဲတက်တာတယ်ကောင်းပါတယ်နော်ကဲမကတွဲနိုင်ပါတယ်နော်ကဲအောင်ရဲ့မိမမာယာတဲကူးကြစားပေးပါတယ်နော်ဟုတ်ဆိုတဲ့ဘက်ကိုရှာပွေသွားမလားဆိုတော့ဆက်လက်ရင်ကုန်ကြမယ်အော်ထိုးလာတယ်ကိုဂျူကြီးကောင်းပါတယ်ကိုမင်းသားကြီးဘယ်လိုကံမလဲဗျာကိုမင်းသားကြီးဟုတ်တယ်နော်ကိုမင်းသားကြီးကတော့အသက်တာကြီးတဲ့မပြတ်စီးသေးဘူးကြာနော်အခုချိန်ကြီးကန်လို့ကောင်းနေတော့မှာပဲကြာနော်ဒါကိုကျူးရဲ့မားကြီးကိုကိုမင်းသားကြီးကတော့ရမတ်တမပေးရမယ့်နေရာမှာမပေးအောင်ဆွဲဆောင်သွားတာပဲဖြစ်ပါတယ်ကိုမင်းသားကြီးစားပဲပါကိုမင်းသားကြီးထိုးထားတဲ့ဓာတ်ဘူးလီပဲထုတ်ပေးထားတဲ့ဘယ်လိုလဲချီကွန်လေးနဲ့မှားပေးထားတဲ့အောင်ခရိုကောင်းပါတယ်ကြာနော်ကဲကျွန်တော်သုံးသက်ခဲ့တယ်လို့ပဲတစ်ဖက်မှာတော့ဥပမာ3လုံးရှိတယ်ဥပမာ3လုံးအော်ထိုးလာတဲ့ကိုမင်းသားကြီးထုတ်ပေးထားတဲ့ကိုဂျူကြီးမပေးထားတဲ့ကိုမင်းသားကြီးဖွာကဲကိုမင်းသားကြီးစားပေးပါကဲခရိုရီကန်ကြီးနေတူဖုန်းနေရတော့ဒါလေးပေါ်မှာဟုတ်ဒါနေဝင်းရဲ့တရှင်လို့နော်တိန်နေပေါ်မှာလွှင့်နေပေါ့လေးတွေမှာဖုန်းနေလွှင့်နေကြတယ်နော်အော်မပေးထားတဲ့ဘလုံးလေးမပေးထားတဲ့အော်ကန်ခွဲနေပြီကောင်းပါလေနော်ကဲမကတော့တွဲနိုင်အောင်ချုပ်ကိုမင်းသားကြီးကိုဂျူကြီးကိုမင်းသားကြီးကောင်းပါလေနော်ကိုမင်းသားကြီးနဲ့ကိုဂျူကြီးကတော့တယောက်မအောင်တယောက်ချင်းပြီးတော့ဟုတ်ဆိုတဲ့အမှမပေးအောင်ဟန်တားပြီးကစားနေတာကိုလည်းတွေ့ရတယ်ကြာနော်တကယ်လို့သာတယောက်မအောင်တယောက်မချင်းနိုင်ဘူးဆိုရင်တော့အခုလောက်ဆိုတော့အောင်တော့ဖိုက်ဆိုတဲ့အမှလောက်ရောက်နေပြီကြာနော်ကဲကိုမင်းသားကြီးစားပဲပါကိုမင်းသားထူလာတယ်ကြာတယ်ကျွန်တော်သုံးသက်နေအတွင်းမှာပဲကိုမင်းသားကြီးရဲ့မာယာတသိန်းစားပဲကတော့အပြင်းကျော်နဲ့နော်အပြင်းပြောတယ်ပဲဒါလာဘူးလီဘယ်လေးရဲ့ခေါင်းပေါ်မှာတန်းထောင်ပြီးပေါက်သွားခဲ့တဲ့အတွက်အမှန်ကတော့တန်းတွဲပါညာနော်ကဲတန်းတွဲမှာလမ်းလွှဲသွားတဲ့ညီကိုများတော့ကတော့စိတ်မကောင်းပါဘူးညာနော်လွဲရိပ်တော့လမ်းဆွဲလိုက်ပါလို့ကဲထပ်ထိုးလာတယ်လုံးလေးမပေးရတယ်အောင်ဘွားနဲ့ပဲတက်တာတယ်ကိုမင်းသားကြီးဆဲတယ်မပေးရတယ်ကိုမင်းသားကြီးကဲကိုမင်းသားကြီးကတော့အောင်စားပြီးထိုးလာတယ်ကိုမင်းသားကြီးကောင်းပါတယ်အမှန်ကတော့တန်းတွဲပါညာနော်ကဲတန်းတွဲမှာကျွန်တော်ပြောခဲ့တယ်ပဲလမ်းလွှဲသွားတဲ့ညီကိုတွေတော့စိတ်မကောင်းပါဘူးကဲလွယ်ရဲတော့လမ်းဆွဲလိုက်ပါညာနော်အမှန်ကတော့တန်းတွဲပါညာနော်ကဲကိုမင်းသားကြီးစားပေးပါတကြီး3000ပါ
မင်းသားတို့လာတဲ့ဒုံးလေးမာပေးတာတဲ့အောင်ကောင်းတယ်ကိုမင်းသားကြီးလာဘူးလီပဲအောင်မာပေးတာတဲ့အောင်ကောင်းပါလေနော်တော့ဒီကြည့်ရလေပေါ်ဝါးကြီးလာပေးခဲ့ပါကောင်းတယ်ထုံးပေးတာတဲ့လာမာပေးတာတဲ့ကိုမင်းသားကြီးကောင်းပါလေနော်ဘာလဲတော့ငိုလေးစားပြပါငိုလေးထူပါနဲ့ငိုလေးစားပြတော့တန်းမကြော်ခဲ့တဲ့အတွက်အမကတော့တန်းတွဲပါတော့နော်ကဲကိုမင်းသားကြီးစားပြပါကိုမင်းသားကြီးချုပ်လာတဲ့ဒုံးလေးမာပေးရတဲ့အောင်ကောင်းပါလေဟေးလက်ခဒါပဲအပေါ်မှာ3လုံးကြီးသေးတယ်အပေါ်မှာ3လုံးတည်ရင်တော့တယောက်ကိုအေးမင်္ဂလာပါပိုင်ပိုင်တို့ညီလေးမင်္ဂလာပါနော်ငါညီလေးစုံညီသေးတယ်နော်ညီလေးနော်အေးစစ်စုံညီနေညီလေးနော်အခုညီလေးတော့ကနေတော့မစုံညီညီအေးစစ်စုံညီပါနဲ့ညီလေးနော်မင်္ဂလာကြီးကဲကိုရွေးဖုန်းကတော့ဒါကျွန်တော်ပြောခဲ့သလိုပဲဖုန်းတွေကတော့လူတွေနေပေါ်မှာနှွေးနေတာပေါ့ဗျာဖုန်းတွေပါနေပေါ်မှာနှွေးနေခဲ့တယ်နော်ဘသူနိုင်လဲလောလောဆယ်တော့ဘသူမှမနိုင်သေးဘူးညီလေးနော်လောလောဆယ်ကတော့လာဘူးလီပဲဟောလာဘူးလီပဲဒီမှာစာပေပေါက်သွားခဲ့တဲ့အတွက်အမှန်ကတော့11တွဲပါတယ်နော်ကဲဘာမှမဆိုဖြစ်သွားတယ်ကွာနော်ပြောလို့တော့မရဘူးကွာနော်ကိုမင်းသားကြီးဘက်ကရှိတယ်ကိုတဲ့ဟုတ်ပါတယ်ညီလေးနော်ကိုမင်းသားကြီးစာပေပါကဲအမှန်ကတော့11တွဲပါတွဲ11ပါဗျာနော်ဒီနဲ့ဝဲရဲ့ session ကတော့ညင်လာခဲ့ပြီဗျာနော်အော်စားပဲပါအော်ဒိုလာနဲ့ကိုဂျုံကြီးမာပေးထားတယ်ကိုမင်းသားကြီးကောင်းပါတယ်ကိုမင်းသားကြီးကိုမင်းသားကြီးနဲ့ဝဝဆွဲကျင်တယ်ညီသွားမလို့တော့ဟိုအသက်တာကြီးတယ်မပြတ်စည်းဘူးနော်ညီပြင်တာနော်ညီနော်အင်ဂျင်တွေကောင်းသေးတယ်ညီလေးနော်တောင်းတောင်းအင်ဂျင်လောက်နဲ့တက်မလာနဲ့နော်ဟိုကအရင်တော့အကိုတို့ဒါရေတင်သက်9မှတ်တို့10ကောင်လုံးနဲ့တော့ကောင်းသေးတယ်နော်ဂျင်ပြင်တဲ့အင်ဂျင်အရင်တော့အကိုတို့ဝယ်တာလေးကြာဟုန်တောင်းလားဟုန်တောင်းလားဟောတရုတ်အင်ဂျင်တွေနော်ရေတင်သက်တွေအဲ့လိုမျိုးပဲညီလေးနော်ခုံတော့မပါဘူးလားတဲ့ညီလေးခုံတော့မပါဘူးနော်ဟေးအောင်စားပြပါအောင်ကဲမိမမရတဲကိုကြစားပြပါတယ်နော်မိမမရထိုးတာလေအောင်အမကတော့11တွဲပါတယ်နော်ကွန်မင်းသားကြီးစားပြပါရုံးလေးမာပေးတာလေအောင်တချီကတော့တိုက်မကြော်တဲ့အတွက်အမကတော့တွဲဩပါတယ်နော်အခုပြောနေတဲ့သူနဲ့ဝဝဆော့မယ်ဟုတ်ကဲ့ပါမဆော့ရပါဘူးနော်ကဲကွန်မင်းသားကြီးစားပြပါကဲရမကတော့တကြီးကြီးနဲ့ကွာဟမှုကနေပြီးတော့အမတ်တူတူနဲ့ရမကတော့ရရှိသွားခဲ့ပြီနော်ထူလာတဲ့ကွန်မင်းသားကြီးစားပြပိုက်မကြော်ခဲ့ဘူးနော်ဟုတ်လို့ကြားတဲ့ချေလို့တောင်းဒီဘက်ကဟောဒီနဲ့နန်းတာခေါင်းနေကြိုက်ခလီတာတော့ပွဲမပြီးသေးဘူးလားဒီလေပွဲကပြီးပါပြီနော်ချင်းပွဲတော့မဟုတ်မင်္ဂလာပွဲပါညီလေးနော်ဟောတော့ကိုဒါကတော့၄ချိန်ရှိပြီဒီနေကြာပါညီလေးနော်ဘယ်လိုစောက်ရနော်ပြန်လာမယ်ပြောပြီးစောက်နေရတယ်လို့ဟာမျိုးပဲတည်ဘယ်လိုဟာမျိုးပဲတည်စောက်နေရတဲ့အားဒီမှာအကုန်ကြာပါတယ်ညီလေးလာဘူးလီစားပေးပါလာဘူးလီစားပေးကတော့ညမတစ်ဖက်ရှာဖွေသွားမလားဆိုတော့ကျွန်တော်တို့ဆက်လိုက်ကြည့်ဖို့ရမယ်နော်ပူလာတဲ့ဟိုဂျူနီမာပေးတာတဲ့ကိုမင်းသားကြီးကိုလေးရ
ဟုတ်ကဲ့ပါညီလေးအမကဒိုလီမာပြီးရတယ်အောင်အောင်ခေါ်ပုတ်ချင်းကတော့ကိုဂျူကြီးကဂုံထဲမှာအိတ်ဆက်နေပဲလေအိတ်မဆက်ပဲနဲ့ထွက်သွားခဲ့တယ်နော်အမကတော့တွဲဩပါတယ်နော်ကိုတိုင်းစာပေကတော့ကောင်းခဲ့ပြီပဲလေဘာကြီးမုံရှိရောက်တဲ့ဟိုဟာလေးပဲနော်ဟုတ်ဘယ်လိုလဲအခါအလာကောင်းကအခါနောင်းသွားပြီနော်ကဲလာဘူးလီပဲစားပဲပါလာဘူးလီပဲထိုးလာတယ်ပိုက်လို့ပြောတယ်နော်ကဲမကောတွဲဩပါဝင်းလိုက်စားပဲပါဝင်းလိုက်ထိုးလာတယ်ကိုဂျိုကြီးမာပေးတာလေကိုမင်းသားကြီးကိုမင်းသားကြီးကတော့ကျက်နေကြနော်ကဲလာဘူးလီပဲစားပဲပါလာဘူးလီပဲထိုးလာတယ်ဟိုးတော့ပါဘယ်လေးတွေကျန်နေတယ်လို့ share လေးတွေသေးလေးတွေကျွန်တော် TikTok အကောင့်ကို Facebook အကောင့်ကိုလာပြီးတော့share လေးတွေသေးလေးတွေ follower တွေလောက်သွားကြလို့ရပါတယ်နောက်ကြရင်လည်းကျွန်တော် YouTube channel လေး run မှာသိတယ်အားလုံးပဲ follow လေးလုပ်ပေးကြပါအောင်ကောင်းပါလေအောင်ကဲလာဘူးလီပဲစားပေးပါစေနော်ကိုမင်းသားကြီးထုတ်ပေးထားတဲ့ဒီမှာပေးထားတဲ့ကောင်းပါလေကိုမင်းသားကြီးစားပဲပါမတော့တွဲဟုတ်ပါကိုမင်းသားကြီးစားပဲကတော့သုံးတဲ့ကဲတူပဲ9ပင်နေမဟုတ်တဲ့အတွက်သူ့မှာတော့တော်တော်တော့ချူချူတဲ့ကတော့ထိုးနေခဲ့တာကိုတော့ပြင်းလိုက်တဲ့ခရိုတွေဟုတ်ပါတယ်ဗျာနော်ဥမပေးတဲ့ဒိုင်ယာတွေလိုပါပဲဗျာနော်အရင်ပြင်းနေလုံးပါတယ်ဗျာနော်အရင်ပြင်းနေတက်သားလုံးပါတယ်ထိုးလာတယ်ဟိုဂျုံကြီးမာပြီးတာလေကိုမင်းသားကြီးဟန်ကလည်းပါအရှင်ဖေးကလို့ပြောပါနဲ့ဒီကြားဒီမှာငိုချင်လာပြီထိုးလာတယ်ကိုဂျူကြီးဘာလဲမမေးနဲ့ဂျွာလေးရောက်မှသိမယ်နော်ကောင်းကလုံးလေးဆယ်သွားပြီမာပေးတာတယ်အော်ကဲအောင်ရဲ့ကန်ကြီးကတော့ကိုဂျူကြီးကတော့ဒါသူမမေးတဲ့ဒိုင်ယာတွေမရဘဲနဲ့အောင်မေးတဲ့ဒိုင်ယာတွေနဲ့ပဲဒါရကူဘုံမှာနေမရှုဘူးလားရှုံးနေခဲ့ရပြီညာနော်ကိုမင်းသား